အခုချိန်ရှင်မွေတဲ့တော့ဘူးတဲ့ခိုင်မာတဲ့အိမ်ချမ်းမြေပဲဝယ်တင်ပါတယ်တဲ့ဖြစ်ရမှန်လေးတစ်ခုပြောပြပေးမယ်မကြသေးဘူးဒီတရက်နှစ်ရက်အတွင်းမှာပဲကျွန်တော်ရှိမှာခြံဝဲတဲ့မိတ်ဆွေတယောက်ကသူကဘာလဲဆိုတော့အခုရွှေသေးလေးတက်လာတဲ့ခါကျတော့ရွှေလေးတော့ရောက်ပြီးတော့ခြံဝင်မယ်ပေါ့ခြံဝင်မယ်ဆိုတော့သူကရွှေတော့ရောက်နေနော်ရွှေတော့ရောက်နေပထမဆိုင်တော့ရောက်နေလက်မခံဘူးဒါပေမဲ့ကျွန်တော်တို့အပြင်မှာဗိသိပတ်သေးပေါက်နေတယ်ပြောတာသူတို့ပြန်ပြီးတဲ့ဈေးကတစ်ဈေးဖြစ်နေပြန်အောင်ဟိုအပြင်ဈေးအတွင်းဈေးတွေစသည်ဖြင့်ရှိနေတာပေါ့နော်အဲ့တော့နောက်နေရာတော့ရောက်နေကျွန်တော်တို့အဝယ်တွေအယောင်းတွေပိတ်ထားတယ် sorry ရွှေအဝယ်ဓာတွေပိတ်ထားတယ်ပေါ့နော်ပြောလိုက်ပြန်ဟောနောက်တင်နေတော့ရတယ်နောက်တနေရာရောက်တော့အစင်မပြေခဲ့မြန်ဘူးပြောမယ်ဆိုလုံးဝကိုပိတ်ထားတယ်ဖြစ်နေတယ်အဲ့တော့နောက်ဆုံး၄ခုမြောက်မှအစင်ပြေတယ်သူတော်တော်လေးစိတ်ညစ်သွားတယ်ရွှေဝယ်ကတော့လွယ်တယ်ပေါ့နော်ပြင်ရောင်းတဲ့ခါကျတော့ခတ်နေတယ်ဘာလို့လဲလဲအခုအချိန်မှာဈေးတက်နေတဲ့အချိန်လေးဖြစ်တော့ပြင်ရောင်းတဲ့ခါမှာခတ်နေတယ်သူတော်တော်စိတ်ညစ်သွားတယ်စိတ်ညစ်ပြီးတော့သူရောက်ပြီးတော့ခြံဝဲမယ်ကွာဆိုကျွန်တော်ဆက်သွယ်လာပြီးတော့ခြံဝဲပြစ်တယ်ခြံဝဲအဲ့တော့ခြံဝဲပြစ်တဲ့ခါကျွန်တော်လိုက်ပြပေးတယ်တချို့ကလေးတွေသူသဘောကျတယ်ဒါပေမဲ့သူကြိုက်တဲ့နေရာဈေးကောင်းနေတယ်ကြိုက်တဲ့နေရာဥပမာပေါ့ကျွန်တော်တို့လန်တလန်မှာရှိမယ်ဆိုရင်နော်ပထမလမ်းမထိတ်တဲ့ဟာနဲ့အလဲရဟာနဲ့ဟိုနောက်ကဟာနဲ့ဈေးလုံးဝမတူနိုင်ဘူးအဲ့တော့ဒီလမ်းမှာဘယ်ဈေးပေါက်လဲဆိုတော့ပြောလို့မရဘူးအဲ့ဒါပေါက်ဈေးပြောနေတယ်ဆိုတာစာတွေ့တွေပဲလက်တွေ့မဟုတ်ဘူးကျွန်တော်တို့ကမြေပြင်မှာနေ့တိုင်းရှိနေတာဖြစ်တဲ့အတွက်ဘယ်နေရာဘယ်လောက်တွေရောင်းဝယ်ဖြစ်လဲဘယ်နေရာဘယ်လောက်နဲ့ရောင်းဝယ်ဖြစ်တယ်တခါကြီးကြရင်ကျွန်တော်တို့မထင်မှတ်တဲ့ဈေးနဲ့ရောင်းဝယ်ဖြစ်တာလည်းရှိတယ်အဲ့တော့ကြိုက်အောင်ကြိုက်ဝယ်ကာလဖြစ်တဲ့အတွက်ကျွန်တော်တို့တွေသွားပြီးတော့ပေါက်ဈေးတွေသွားမှန်းနေမယ်ယူရမယ်အဲ့တော့ဘယ်နေရာမှာဥမာလွန်ခဲ့တဲ့3လဘယ်လောက်နဲ့ထွက်တယ်နော်ဒီလမှာတော့ဘယ်လောက်ဖြစ်တဲ့နဲ့တော့မှန်းနဲ့သူများဝယ်သွားပြီအဲ့လိုစဉ်းစားရင်းနဲ့ပဲကြံခဲ့တဲ့လူတွေအများကြီးကျွန်တော်တွေ့ဘူးတယ်ကျွန်တော်တို့ရောင်းခဲ့တဲ့ကာလထဲမှာပေါ့နော်အဲ့တော့ဟိုတနေ့ကလည်းအိမ်အယောင်းဝယ်လေးတစ်ခုဆိုင်နေပေါက်ဝယ်သူကတော့ဒီလောက်ခေါ်တာတယ်ဒီလောက်အပိတ်ယူမယ်ဒါပေမဲ့ရောင်းသူကမဟုတ်ဘူးအဲ့ဒီဈေးတက်ကိုနောက်ထပ်900ခွာပြီးထပ်စစ်တော့အယောင်းဝယ်မဖြစ်တော့ဘူးအဲ့တော့ဘယ်လိုလဲဆိုတော့တစ်ခါကြရင်ရောင်းတဲ့လူကတော့ဈေးတစ်ခုခုသူတတ်မှတ်ပြီးသားရောင်းမယ်ဝယ်တဲ့လူကဈေးကိုမရနိုင်တော့ဘူးစစ်နေတယ်ဒီချန်အသေးလဲကြိုက်နေတယ်ဒီချန် okay တယ်ငွေလဲနိုင်တယ်ဆိုဝယ်လိုက်ကျွန်တော်ပြောတာနောက်3လနဲ့6လပဲစောက်ဈေးတန်းတစ်ခုပြန်ခေါ်လို့ရတယ်အဲ့လောက်ထိကိုအိမ်ချမ်းမြေမှာအယောင်းဝယ်တွေဈေးတန်းတစ်ခုမှာအယောင်းဝယ်ဖြစ်နေကြတယ်ဆိုတော့အဲ့ဒီမှာပဲဟိုစဉ်းစားဒီစဉ်းစားနဲ့အယောင်းဝယ်ဖြစ်လိုက်ဘူးနောက်ချန်ထပ်ပြတယ်နောက်ချန်လည်းဈေးကမတရားစစ်တဲ့ခါကျတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့တွေကနင်းဝယ်တာရှိတယ်တောင်းဝယ်တာရှိတယ်နင်းဝယ်လို့အဆင်ပြေနိုင်တဲ့ဟာမျိုးကနေရာတိုင်းမှာမလွယ်တော့ဘူးအဲ့တော့ကျွန်တော်တို့ကတောင်းဝယ်တဲ့အနေအထားဖြစ်သွားပြီနော်တချို့ဆိုရင်နင်းဝယ်မကြိုက်ဘူးလုံးဝကန်ဆယ်ဖြစ်တယ်လုံးဝဖြစ်ချင်းပြန်လာတယ်အဲ့ဒါကြောင့်ကျွန်တော်ဝယ်တဲ့မိတ်ဆွေတို့အကြံပေးနေတာကကိုကြိုက်တဲ့နေရာမျိုးဖြစ်ခဲ့မယ်ဆိုရင်တောင်းဝယ်ပါလို့အကြံပေးပါတယ်တစ်ချိန်6လအတွင်းမှာမိတ်ဆွေခေါ်တဲ့ဈေးတန်းတစ်ခုပြန်ခေါ်လို့ရပါတယ်